ဒီကျွန်တော်တို့ကဘူမိဗေဒဆုံထောက်တွေလိုမျိုးမြန်မာနိုင်ငံအလဲပိုင်းကမိုးထီတောင်ရဲ့ရွှေစားလန်းကိုအတူတူဖော်ထုတ်ကြည့်အောင်ခင်ဗျာတဲလွန်စာတွေကတော့တခြားမှမဟုတ်ဘူးကြောက်တွေထဲမှာပဲရှိနေတယ်ဒီကြောက်တွေကနှစ်တန်းပေါင်းများစွာကတိုက်ကြည့်တွေတိုက်မိခဲ့တဲ့စားလန်းကိုဘယ်လိုပြောပြနေတယ်လဲပြီးလို့ရွှေတွေဘယ်လိုရောက်လာတယ်ဆိုတဲ့လျှို့ဝှက်ချက်ကိုဘယ်လိုဖော်ထုတ်မလဲဆိုတာစိတ်ဝင်စားစရာပဲဗျာကျွန်တော်တို့လေးလာထားတဲ့အချက်လက်တွေရလဲဒီရွှေတိုက်ကသူ့ရဲ့ဖြစ်တည်ပုံပြီးလို့ရွှေပါဝင်မှုနှုန်းကိုထိန်းချုပ်ထားတဲ့အကြောင်းအရာတွေကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ကဲဒီတော့ဇာလန်းကိုအဆိုင်နဲ့ပြန်ကောက်ကြည့်အောင်ဒီရွှေတွေကဒီတောင်တန်းကြီးကြောက်ကိုဘယ်လိုရောက်လာခဲ့တာလဲခင်ဗျာဒီဇာလန်ကလေလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာJurassic Kid လောက်ကိုနောက်ပြန်သွားရောက်မှာပါရှင် Jurassic Kid ဒိုင်နိုဆောတွေရှိတဲ့အချိန်လောက်ပေါ့ဟုတ်ပါရဲ့အဲ့တုန်းကကမမြင့်မျက်နှာတွင်ပြင်ကအခုနဲ့လုံးဝမတူဘူးပေါ့နော်အဲ့ဒီချိန်မှာ Greater Shanghai Block လို့ခေါ်တဲ့ကုန်းမြေထူကြီးတစ်ခုနဲ့အမှုတရားတွေကကျွန်းစုတွေ Oceanic Arc လို့ခေါ်တာပေါ့အဲ့ဒါတွေဝင်တိုက်မိတဲ့အကြီးစားဘူမိပေတဲ့ခရစ်စင်ကြီးတစ်ခုဖြစ်ခဲ့တယ်တိုက်ကြီးတယ်တိုက်မိတယ်ဆိုတာစဉ်းစားကြည့်ရုံနဲ့တင်တော်တော်ပြင်းထန်ပါပဲနော်အရန်ကိုပြင်းထန်နေမှာပါရှင်ကားနစီမျက်နှာချင်းဆိုင်တိုက်မိတယ်လို့ပဲအဲ့ဒီတိုက်မိမှုရဲ့အရှိန်နဲ့ဖြီအားကအလွန်ကြီးမားခဲ့တယ်အဲ့ဒီရဲ့နောက်ဆက်တွဲကတော့ဘာဒီဆက်ဖြစ်သွားလဲဗျအဲ့ဒီတိုက်မိမှုကြောင့်ကုန်းမြေထူးတစ်ခုကနောက်တစ်ခုအောက်ကိုနစ်ဝင်သွားတယ်ရှင်ဒီဖြစ်စဉ်မှာ Plateau Rocks လို့ခေါ်တဲ့ကျောက်လွှာတွေကအောက်ဘက်ကိုနစ်ဝင်သွားပြီးတော့အပေါ်မှာ Slate Belt လို့ခေါ်တဲ့ကျောက်တင်ပုံကျောက်တန်းကြီးကျန်ခဲ့တယ်အော် Slate Belt ဟုတ်ပါတယ်အဲ့ Slate Belt ကျမ်းမှာ Kogwe Mudstone လို့ခေါ်တဲ့ရွှွန့်ကျောက်လွှာရှိနေတာပေါ့မိုးထီတောင်ရွှေတိုက်ကအဓိကအဖြစ်အဲ့ရွှွန့်ကျောက်တွေထဲမှာဖြစ်တည်နေတာပါရှင်ဒါနဲ့စကားမဆက်ကျွန်တော်တို့လေးလာထားတဲ့အထဲမှာဒီရွှေတိုက်ကိုမီဆိုတိုမအမျိုးစားလို့တုံ့နှုံထားတယ်ကျွန်တော်တို့လိုဘူမိပေရတမမဟုတ်တဲ့သူတွေအသက်နားလည်အောင်ရှင်းပြပေးလို့ရမလားခင်ဗျာဟုတ်ကဲ့မြေအောင်နဲ့မှာအပူချိန်တော်တာမင်းမြင့်နဲ့ဖြစ်တာလို့အကြံပြမှလို့ရမလားအဲ့လိုမှရင်တော်တော်လေးကိုသိကြပါတယ်ရှင်မေဆိုတိုမဆိုတာကအလဲအလတ်အပူချိန်လို့အတိတ်ပဲရတယ်ဘူမိဗေဒမှာတော့ဒါကမြေအောက်အနက်9ကီလိုမီတာကနေ12ကီလိုမီတာလောက်အပူချိန်ဒီဂရီစင်တီဂရိတ်220ကနေ4လချားမှာဖြစ်ပေါ်လေတပ်တူတိုက်တီကိုရည်ညွှန်းတာပါ။အော်တော်တော်နဲ့တာပဲ။ဟုတ်ပါတယ်။ဆိုတော့မြေမြင့်မြင်နာကရေပူချမ်းတီလို့အပူချိန်နှိမ့်တဲ့အပီတိုမိုတပ်တူတိုက်တီနဲ့မတူဘူးပေါ့နော်။ဒီမှာကဖိအားရောအပူချိန်ရောအများကြီးပုံမြင့်တယ်။အဲ့လိုချီနေမှာဘလို့သစ်စင်တွေဖြစ်လာတာလဲ။အဲ့ဒီလိုအခြေအနေမှာအောက်ကိုနစ်ဝင်သွားတဲ့ကြောက်လွှာတွေကရေနဲ့အတူပျော်ဝင်နေတဲ့ရွှေအပါဝင်တပ်တူတက်တွေကလေအဖူနဲ့ဖိအားကြောင့်ညှစ်ထုတ်ခံရတယ်လို့ဖြစ်သွားတယ်ညှစ်ထုတ်ခံရတယ်ဟုတ်ပြီးတော့အပေါ်မှာရှိတဲ့အကြောင်းတွေကိုပြန်တက်လာပြီးအေးခံခဲသွားတဲ့အခါမှာရွှေကြောတွေဖြစ်လာတာပေါ့ရှင်ဝေါဒါဆိုရင်ကြောက်တွေမှာရေထိုးထားတဲ့တဲလွန်စားတွေကိုစက်ဖတ်ကြည့်အောင်လေးလာမှုတွေမှာ book and ribbon texture ဆိုတဲ့အထင်ဖြင့်ကိုအထူးပြုပြောထားတယ်ဗျာဟုတ်ကဲ့အဲ့ဒါဘာကိုဆိုလိုတာလဲပြီးတော့ဘာကြောင့်ဒီလောက်အရေးကြီးနေရတာလဲဒါကမိုးထီတောင်ရဲ့အမတာကခုလိုပါပဲစိတ်ထဲမှာစာအုပ်တော့ကိုမြင်အောင်ကြည့်လိုက်ပါနော်ဟုတ်ကဲ့ quest လို့ခေါ်တဲ့ဖန်သားလို့ကြောက်သားအလွှာထူးထူးတွေကစာအုပ်အဖုံးမာမာတွေလိုပဲအဲ့ဒီကြားထဲမှာ chloride လို့ခေါ်တဲ့တက်တူပါပါလေးတွေပါတဲ့ရွှင်ကြောက်လွှာညူညူမြင်းမြင်းလေးတွေကစာမျက်နှာတွေလိုတလွှာချင်းစီညက်နေတဲ့ပုံစံမျိုးပါအော်ဒါကြောင့်စာအုပ်နဲ့ဖဲချိုးပုံစံလို့ခေါ်ကြတာကိုဟုတ်ပါတယ်ရှင်ဒီ data ကတက်တူကျော်အားလုံးနီးပါးမှာတွေ့ရတဲ့အဓိကအထွင်းအပြင်ဖြစ်ပါတယ်စာအုပ်လိုပုံစံကိုရှင်းပြတာတော်တော်မြင်သာပါတယ်ခင်ဗျဒါနဲ့ခုနက stylistic lamination ဆိုတာကိုလည်းဖော်ပြထားသေးတယ်အဲ့ဒါကတော့ဒီပုံစံရဲ့အစိပ်ပိုင်းတစ်ခုလားဒါမှမဟုတ်လုံးဝမတူတဲ့အတွင်းအပြင်တစ်ခုလားအဲ့ဒါကအဲ့ဒီစာမျက်နှာတွေပေါ်ကလက်မှတ်တစ်ခုလိုပဲရှင် stylolyte ဆိုတာကလေဖိအားကြောင့်ကြောက်သားတွေတစ်ခုနဲ့တစ်ခုဖိကပ်ပျော်ဝင်ပြီးဖြစ်လာတဲ့လှိုင်းတုံပွင့်စံမြင်းကောက်ကွေးလေးတွေကိုပြောတာပါစကူနီရက်ကိုရေဆိုပြီးဖိထားလိုက်ရင်တွန့်ကျေသွားလို့ပဲပေါ့နော်ကြောက်လာတဲ့အလွန်ကြီးမားတဲ့ဖိအားအောက်မှာကြာကြာနေရခါဒီလိုမြင်းနေဖြစ်လာတယ်ဒါဆိုဒီအတွင်းပြင်တစ်ခုလုံးကတစ်ခုခုကိုတသိပြနေတာပေါ့အတင်းအကြပါပဲဒီ book and ribbon နဲ့ stylight ဒီနှစ်ခုလုံးကဒီရွှေကြောတွေဟာမြေအောက်အနက်ကြီးမှာဖိအားပြင်းပြင်းနဲ့ခိပေါက်ခဲ့တယ်ဆိုတာကိုတက်တေပြနေတဲ့ခိုင်မာတဲ့ဘူမီဝေဒဆိုင်ရာလက်ပွေရာတွေပါပဲရှင်ဒါဆိုဒီတတူရိုးတွေကရွှေကဘလို့ပုံစံနဲ့ရှိနေရလဲခင်ဗျာမျက်စိနဲ့မြင်နိုင်တဲ့အတုံးအခဲတွေလားဒါမှမဟုတ်အမုံတိတ်သေးလေးတွေလားကံကောင်းတာက
ဒီမှာတွေးရတဲ့ရွှေကအများအားဖြင့်မျက်စိနဲ့မြင်နိုင်တဲ့ရွှေအကျဉ်းနဲ့ coarse visible gold လို့ခေါ်တာပေါ့အဲ့ဒီလိုပုံစံနဲ့တွေးရလေးရှိတယ် ဟုတ်ကဲ့ ရွှေရဲ့အရည်အသွေးကလည်းမြင့်တယ် high fineness ပေါ့သူကသူ့ချီတက်တက်ရှိနေတာမျိုးထက် pyrite လို့ခေါ်တဲ့ရွှေရောင်တောက်တဲ့တန်းတူနဲ့အတူရောနှောနေတာ ဒါမှမဟုတ်ခဏပြောတဲ့စာမျက်နှာလွှပါလေးတွေကြားမှာအစားထိုးဝင်ရောက်နေတာမျိုးတွေ့ရတတ်တယ်ရှင်တခြားတတ်တူတွေနည်းနည်းပါးပါးနဲ့လည်းရောပြီးတွေ့နိုင်ပါတယ် အမျိုးအစားကအရာအလုံးကိုပြောင်းလဲစေတယ်ဆိုတာပဲ ဟုတ်ပါတယ် ဘာဖြစ်လို့ရွှေကြောက် mudstone ကတီလောက်တော့အရေးပါနေရတာလဲခင်ဗျာ ဒီအချက်ကမိုးတီတောင်မှာရွှေရှားဖွေအထက်အဆုံးဖြတ်ပေးတဲ့အချက်လို့တော့ပြုံးလို့ရတယ်ရှင်။အော်ရွှေကြောတွေကဘဲကြောင့်အမျိုးအစားထဲမှာရှိနေတယ်လဲဆိုတဲ့အပေါ်မူတည်ပြီးရွှေပါဝင်မှုနှုန်းကဖားကပ်တင်လို့ကွာသွားလို့ပါ တို့ကွာတာပေါ့နော် ဟုတ်ပါတယ်ဥပမာပြောရရင်ရွှင်ကြောက် mudstone ဆိုတာကကြက်လျက်ပြီးကျွတ်ဆက်တဲ့အကြောင်းမျိုးစား ကျွတ်ဆက်တယ်ဆိုတော့ကွဲလွယ်တယ်ပေါ့ ဟုတ်တယ်ဖီယာတက်ရောက်လာတဲ့အခါမှာသူကညင်ညာတဲ့အကြောင်းလေးပြည့်ရွေ့တွေကိုပဲဖြစ်စေတယ်အဲ့ဒီတော့မြေအောက်ကတက်လာတဲ့ရွှေပါတဲ့ဓာတ်တူရည်တွေကအဲ့ဒီညင်ညာတဲ့အကြောင်းတွေထဲမှာပဲစီးဆင်းပြီးခဲသွားတယ် ပုံဖော်ကြည့်လို့ရတယ် ဒါကိုပုံဖော်ရရင်ဓာတ်တူရည်တွေကိုတိကျတဲ့ပြုံတစ်ခုတည်းကိုဖီအားနဲ့ညှစ်ထည့်လိုက်တယ်လို့ပဲပေါ့ဒါကြောင့်ရွှေတွေကပြတ်မသွားပဲတနေရာတည်းမှာစူးစီးပြီးအစစ်မြင့်တဲ့တတူကျော် high grade vein တွေဖြစ်လာတယ် ပါဝင်မှုနှုန်းကဘယ်လောက်မှအထိကွာသွားနိုင်တယ် လေးလာမှုတွေရရွှင်ကြောက်ထဲကတတူကျော်တွေမှာဆိုရင်တက်တန်းကိုရွှေ20 gram နဲ့400 gram ထိပါဝင်နိုင်တယ်ရှင့် wow ဒါဆိုကြောက်အမျိုးအစားကတည်းဖြစ်မလားအင်ပြန်ရမလားဆိုတာကိုဆုံးဖြတ်ပေးတဲ့တော့ချက်ပဲပေါ့တဲကြောက် sunstone ထဲရောက်ရင်ရောဘာဖြစ်သွားလဲ ရဲ့ဒီမှာဇလန်ကပြောင်းသွားရောတဲကြောက်ကရွှင်ကြောက်လောက်မကျွတ်ဆက်ဘူးသူကပို့ပြီးတော့ခဏနိုင်ရေးရှိတယ်ပို့ပြော့တယ်ပေါ့လို့ အော်ဟုတ်ကဲ့ အဲ့ဒီတော့အကြောင်းကြီးတစ်ခုတည်းဖြစ်မဲ့အစားစန့်ကျင်မြန်လို့အကြောင်းတေးသေးလေးတွေအများကြီးအဖြစ်ကွဲထွက်သွားတယ် အဲ့ဒီတော့တတ်တူရေးတွေက ဟုတ်ခုနဥပမာနဲ့ပြန်ပြောရရင်အဲ့ဒီပြောင်ကရေမြုပ်တစ်ခုလို့ဖြစ်သွားတာပေါ့ဓာတ်တူရည်တွေကနေရာနဲ့ကိုစိမ့်ဝင်ပြန့်နှံ့သွားတော့ရွှေပေါ်ဝင်မှုနှုန်းကလည်းထိုးကျသွားတာပဲ ဒါဆိုကြောက်အမျိုးအစားတစ်ခုရဲ့ကြန့်ခိုင်မှုနဲ့ကွဲအပ်ပုံကယတနာတိုက်ဖြစ်မလားတာမန်ကြောက်တုံးဖြစ်မလားဆိုတာကိုဆုံးဖြတ်ပေးလိုက်တာပဲ အတိအကျပါပဲရှင် ဒါဆိုတဲကြောက်ထင်မှာတွေ့တဲ့ရွှေကြွားမြန်တွေကလုံးဝတန်ဖို့မရှိတော့ဘူးလို့ဆိုလိုတာလားဒါမှမဟုတ်နိပညာအတိတ်တွေနဲ့ဆိုရင်အဲ့ဒီကနေထိုးယူနိုင်မယ့်အလားအလာမျိုးရောမရှိနိုင်ဘူးလား လက်ရှိချင်းနေမှာတော့စီးပွားဖြစ်ထုတ်ဖို့မလွယ်ဘူးရှင်ရွှေကပါလွာလုံးပြီးနေရာနဲ့မှာပြန့်ကျင်းနေတော့စူးစီးပြီးထုတ်ယူဖို့ကုန်ကြရှိကရလာမဲ့တမိုးထက်အများကြီးပုံများနေမှာ ။အော်စီးပွားရေးကမကိုက်ဘူးပေါ့ ဟုတ်ပါရဲ့ဒါကြောင့်လက်တွေ့မှာတော့ရွှေထုတ်လုပ်ရေးကုမ္ပဏီတွေကရွှင်ကြောက်ထဲမှာရှိတဲ့အစစ်မြင့်တပ်တူကြောတွေကိုပဲအဓိကပြစ်မှတ်ထားကြတာနောက်တစ်ခုစိတ်ဝင်စားစရာကောင်းတာရွှေတွေကကွတ်စတူကြောရဲ့အတွင်းပိုင်းမှာပဲစီဝင်နေတာရှင်တပ်တူကြောရဲ့ဘေးနဲ့ရန်ကြောက်တာ Warrock ဒီမှာရွှေပါဝင်မှုကတိတိတာတာကိုနေသွားတယ် ။ကြောက်မျိုးစားတစ်ခုကရွှေပါဝင်မှုကိုဒီလောက်ထိပြောင်းလဲစေတယ်ဆိုတော့ဒါကိုတကယ်တူးဖို့ထုတ်လုပ်တဲ့အခါမှာတော်တော်ကြီးမားတဲ့စင်ခေါ်မှုတွေရှိမှာပဲနော် ဟုတ်ပါတယ် ။ဖြစ်မှကိုစန်တီမီတာပိုင်းလဲတွားတာနဲ့ဘာမှမရတော့ဘူးဆိုတဲ့သဘောလား အတိအကျပဲဒါကလက်တိလူငန်းခွင်နဲ့အကြီးမားဆုံးစင်ခေါ်မှုတွေထဲကိုတန်းရောက်သွားပြီပထမဆုံးကတော့တီနီယာနဲ့ပထဝီဝင်းအနေထားပဲပေါ့နော် ။ဟုတ်ကဲ့ ဒီ data ကတောင်ကုန်းတောင်တန်းတွေထူထပ်တယ်ပင်လယ်ရေမြင့်တဲ့ပင်အထက်မီတာ1400လောက်မြင့်တဲ့နေရာတွေမှာတော့တပ်တူကြိုးတွေရှိတယ်တပ်ကြော်တွေကလည်းထူးတော့တွာလာဖို့ဆက်ပစ္စည်းတွေတက်ဖို့ကအစအခက်ခဲရှိတယ်ရှင် ဒီဆုံးပွန်ဆိုင်ရာစင်ခေါ်မှုတွေကတော့ခုနကပြောတဲ့တတ်တူကြောရဲ့အကျဲအဝင်းကဘယ်လောက်တော့ရှိလဲဗျာ ဒါကဒုတိယအချက်ပဲတပ်တူကြောတွေကအကျယ်ကြီးမဟုတ်ဘူးပြန်မြောက်အားဖြင့်80 cm လောက်ပဲကျဲတယ် ခဏလေး90 cm ဆိုတော့ကျွန်တော်တို့စိတ်ကူးထဲမှာမြင်အောင်လို့ရအောင်လူတစ်ယောက်ရဲ့ဖခုံးအကျဲလောက်ပဲရှိတာပေါ့ ဟုတ်ပါတယ်အဲ့ဒီလောက်ပဲကျဲတဲ့ပင်မတ်ကိုမြေအောက်ထဲမှာလိုက်တူးရတာ တော်တော်ခက်မှာပဲ အဲ့ဒီထက်ပိုဆိုးတာကနောက်မှဖြစ်တဲ့ပြည့်ရွေ့တွေ post vein faulting ပါဆိုလိုတာကရွှေကြောတွေဖိဖိတီရှိနေပြီးမှနောက်ပိုင်းမှာမြင်းငလင်လောက်တာမြေလွာတွေရွေ့တာတွေကြောင့်အဲ့ဒီရွှေကြောကတဆစီပြတ်ထက်သွားတာနေရာလွဲသွားတာတွေဖြစ်တတ်တယ် ။အော်သူ့နေရင်နဲ့ရွှေကြောကိုရုပ်ရည်ပျောက်သွားရော ဟုတ်ပျောက်သွားရောဘယ်ဘက်ကိုနေရာရွေ့သွားလဲအပေါ်ကိုတက်သွားလားအောက်ကိုစိမ့်ထွားလားဆိုတာကိုဘူမိပြေတာပညာရှင်တွေကစုံထောက်တယောက်လိုပြက်လိုက်ရှာရတယ် ။ဒါကအချိန်ရောငွေရောအလွန်ကုန်ကြစေတဲ့ပြဿနာပဲဖြစ်မယ် ဟုတ်ပါတယ်ရှင် ။လေ့လာမှုတွေမှာ
naked အကျိုးသက်ရောက်မှုဆိုတာကိုလည်းဖော်ပြထားတယ်ခင်ဗျဒါကတော့ဘယ်လိုစင်ခေါ်မှုမျိုးလဲ အိုးဒါကရွှေစက်တူ24ရေးမှာခေါင်းအကက်ရဆုံးစကလုံးနေထဲကတစ်ခုပဲ ဟုတ် Nugget effect ဆိုတာကရွှေတွေကတက်တူကြောထဲမှာညီညီညာညာပြတ်မနေပဲအတွန်းခဲလိုက်အစုအပုံလိုက်မညီညာပြန့်ကျဲနေတတ်တဲ့သဘောကိုပြောတာပါ chocolate ထဲမှာ almond ဇေးထည့်ထားတယ်လို့မျိုးလား ဟုတ်တယ်အဲ့ဒီလိုမျိုးပဲတနေ့ကမှအစုလိုက်ရှိပြီးတနေ့ကမှဘာမှမရှိဘူး ဒါကဘာကိုတက်ရောက်စေလဲခင်ဗျာ တက်တူပမာဏခက်မှန်းရတာကိုအလွန်ခက်ခဲစေတယ်ရှင်နမူနာကြောက်တုံးကိုတန်ခွဲကန်းပို့ပြီးစစ်လိုက်တော့ရွှေပောင်ဝင်မှုကအမခမဲတတန်ကိုဂရမ်လီယာလောက်ပါတယ် ဟုတ်တယ် အလုံးကအောင်ခွဲခံကြတာပေါ့ဒါပေမဲ့သူ့ဘေးက1မီတာအကွာကကြောက်ကိုစစ်လိုက်တော့1ဂရမ်တောင်မပြည့်ဘူးအဲ့ဒီလိုဖြစ်တတ်တယ် ဟာတကယ်လား ဟုတ်ပါတယ်ဒီလိုဖြစ်နေတော့ဒီတက်တူတိုက်တစ်ခုလုံးမှာရွှေဘလောင်းရှိမလဲဆိုတာကိုတိတိကျကျခံမှန်းဖို့ကမဖြစ်နိုင်တဲ့လောက်ပဲဒါကဗန်ဒါရေးနဲ့လုပ်ငန်းစီမံကိန်းရေးဆွဲတဲ့အခါမှာအကြီးမားဆုံးစိန်ခေါ်မှုတစ်ခုပါပဲ ယာဒီဥတုကတော့လုပ်ငန်းကိုဘယ်လိုတော့ခတ်ပေးနေသည်လဲ အထူးသဖြင့်မိုးရာသီမှာပေါ့ဒီလိုတောင်ပေါ်တီထားမှာမိုးများတဲ့အတွက်မြေကြိုတာတွေကလုံဝန်းကွယ်အတွက်အန်ဒရလိုများပါတယ်တွာလာရေးလမ်းကြောင်းတွေပျက်စီးထားတူးဖော်ရေးနေရာတွေရေဖိုးလွှမ်းတာမျိုးတွေကလုပ်ငန်းကိုလက်နဲ့ချီပြီးရပ်ဆိုင်သွားစေနိုင်တယ် ကောင်းပါပြီဒီနေ့စုံတော့ဇလန်းကိုအနစ်ချုပ်ရရင်မိုးထီတောင်ရွှီတက်ရဲ့အတီးကဇက်ကောင်တွေကသူရဲ့ထူးခြားတဲ့ book and ribbon တတူကြောပုံစံ ဟုတ်ကဲ့ ပြီးတော့ရတနာတိုက်ဖြစ်မလားတာမန်ကြောက်တုံးဖြစ်မလားဆိုတာကိုဆုံးဖြတ်ပေးတဲ့ရွှင်ကြောက်ရဲ့အရေးပါပုံနဲ့ ဟုတ်ပါတယ် နောက်ဆုံးမှာတော့ဒူးဖော်ထုတ်လို့ရေးမှာရင်ဆိုင်ရတဲ့ short trailer ရဲ့ဘူမိဗေဒဆိုင်ရာစိန်ခေါ်မှုတွေပဲဖြစ်တယ်လို့ဆိုနိုင်မယ်ထင်တယ်ခင်ဗျ ဟုတ်ပါတယ်ရှင်ခြုံကုံသုံးသက်ရရင်မိုးထီကြောင်ရဲ့ဇလန်းကရွှေချောင်းတတ်မဟုတ်ပါဘူးဒါဟာလွန်ခဲ့တဲ့နှစ်သားမုံများစွာကတိုက်ကြီးတွေတိုက်မိခဲ့တဲ့ဖြစ်စဉ်ကြီးမြေကြီးအောင်နေမှာရှိတဲ့ကြောက်တဲ့ထဲကရွှေပါတဲ့အရေးတွေဘလို့ထွက်လာပြီးအကြောင်းတွေထဲမှာဘလို့ခဲသွားခဲ့တယ်ဆိုတာကိုအလန်းတစ်ခုလုံးပြောင်းသွားနိုင်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြနေပါတယ် နောက်ဆုံးအနေနဲ့နားထောင်သူအတွက်စဉ်းစားစရာအတွေ့တစ်ခုထားခဲ့ခြင်းပါတယ်ခင်ဗျာ ဟုတ်ကဲ့ရှင် ကျွမ်းကျင်သူတွေရဲ့လေးလာချက်အရဒီရွှေကြောတွေကမြေအောက်9ကီလိုမီတာကနေ12ကီလိုမီတာအနက်မှာဖြစ်ပေါ်ခဲ့တာလို့ဆိုပါတယ်အခုချိန်မှာကျွန်တော်တို့ကအဲ့ဓာတွေကိုမြေမြင့်နေပြင်နားမှာတူးပေါ်နေရတယ်ဆိုရင်နှစ်ပန်းပေါင်းများစွာအတွင်းမှာအထက်ကိုကီလိုမီတာနဲ့ချီပြီးမြင့်တက်လာအောင်တွန်းတင်ခဲ့တဲ့ဘူမိဗေဒဆိုင်ရာဆွမ်းအားတွေကဘယ်လောက်တောင်ကြီးမားလဲမလဲကမ္ဘာပေါ်ကအလားတူဘူမိဗေဒအနေအထားတွေမှာနောက်ထပ်ဘလို့မြေအောက်ယတနာတွေများပုံကွယ်နေနိုင်တယ်မလဲဆိုတာကတော့ဆက်လက်လေ့လာစူးစမ်းစရာပါပဲ